ဝင်ခဲ့လို့ရပါပြီအိုးမွန်တော့ဒိုင်မွန်နေပေးထားတာ what the hell 9400တောင်မှကောင်းနိုင်လားဂျူလီယန်အီတာရှိစကင်လာနေတာငါဖောက်ပြမယ်လာနေတာမသိဘူးကဲငါဟွာလေးဘာယူရင်ကောင်းမလဲရတော့မသိသေးဘူးကဲစပြီးတော့လှည့်ကြည့်မယ်ယော့လှည့်လိုက်မယ်ဂျူလီယန်အီတာရှိစကင်ကြိုက်တော့ကြိုက်တယ်ဟုတ်လားကွိုင်ဘယ်လောက်ရလဲကွိုင်ဘယ်လောက်ရလဲ130စကင်လဲရင်ဘယ်လောက်လဲ1200ကဲနောက်ထပ်သွားမယ်တန်ဒရောသွားမယ်ဒါပါလေးလေ emoji လေးလားမသိဘူးပေါက်တယ်ဗျာနော်200ကျော်ရသွားပြီကက်တက်ကြုံမယ်ဘယ်လောက်လဲဘယ်လောက်ထရမလဲ900ပေါက်ပြီးသားကြီးနှစ်ခုတောင်ပြန်ပေးတာ9ခုပဲရတာလေကျေးဇူးတင်ပါတယ်နော်ကင်နာထပ်သွားမယ်300ကျော်ဆိုတော့1200တောင်လဲရမှာကွာ1200တောင်လဲရမှာဒီမှာ emoji နောက်တစ်ခုပေါက်တယ်နော် emoji နောက်တစ်ခုပေါက်တယ်မစိုးဘူးတော့ဒီမှာရရရှိရလေးယူမယ်ပြီးတော့ရောထပ်လှည့်မယ်ရောမကြည့်တော့ဒိုင်မွန်ဘယ်လောက်ကုန်လဲမကြည့်တော့ဘူးနော်ဒိုင်မွန်တွေကပေါ်သေးတယ်2000လောက်ရှိသေးတယ်ဒါပါကြီးလေrecall ဖတ်တယ်ကြိုက်တယ်ဟဲ့ရောတော်ကုန်တယ်လို့ပဲနော်လှည့်ရတယ်ရောကကြားရတယ်ကွာနောက်တစ်ချိန်တန်းလှည့်မယ်မကြည့်တော့ကြမ်းတန်းလှည့်မယ်1200ပြည့်အောင်တန်းလှည့်လိုက်မယ်ရော1200ပြည့်အောင်ထမ်းလိုက်မယ်1200ပြည့်အောင်တန်းလှည့်မယ်1200ပြည့်အောင်တန်းလှည့်မယ်ရောတထောင်တော့ကြော်သွားရောနောက်ထပ်တန်းချိန်ထပ်လိုက်မယ်နောက်ထပ်တန်းတော့နောက်ထပ်တန်းတော့ထပ်နေမယ်ဒါဆိုရင်တော့ပြေးသွားပြီကြော်သွားပြီဗျာနော်ဘာစကင်လဲလိုက်ရမလဲညီကိုတို့ဘာစကင်လဲရမလဲတစ်ချက်ပြောသွားလိုက်ဗျာလဲမယ်နော်